လေးစေးရောက်လို့ immigration နဲ့ customs အပါအဝင်တာဝန်ရှိသူတွေတင့်ကိုအင်္ဂလိပ်လိုစစ်မင်းဟင်စိုးရင်စရာမလိုပဲဖြေတတ်အောင်ဒီဗီဒီယိုလေးကနေသစင်မျှဝေလိုက်ပါတယ်။ immigration မှာတာဝန်ရှိသူတွေကတင့်ရဲ့ passport နဲ့ visa ကိုစစ်ဆေးရင်ခရီးစဉ်အကြောင်းမေးမြန်းတတ်ပါတယ်။ဒီဗီဒီယိုမှာဆက်လက်လာကြည့်အောင်။ May I see your passport and arrival card, please? Here they are, sir. What is the purpose of your visit? I'm here for tourism. I'm here for business. I'm here to study. How long are you going to stay? I will be staying for 10 days. Where will you be staying? I will be staying at Jasmine Hotel. Here is the booking confirmation. Have you been here before? No, this is my first time. Customs ဆိုတာကတော့ခရီးဆောင်ရေးထဲကပစ္စည်းတွေနဲ့ပတ်သက်ပြီးစစ်ဆေးတဲ့နေရာဖြစ်ပါတယ်။ Do you have anything to declare? No, I have nothing to declare. Are you carrying any food, plants, or animals? I have some dried snacks only. How much cash are you carrying with you? I have $2,000. Whose bag is this? Did you pack it yourself? Yes, it's my bag. I packed it myself. အကြံပြုချက်အနေနဲ့ပြောရရင်တာဝန်ရှိသူမေးတာကိုပြန်ဖြေတဲ့အခါစိတ်အေးအေးထားပါအရာရှိကိုပြုံးပြုံးရွှင်ရွှင်တွန်းပြန်ပါမိခွန်းကိုတီးတီးကြက်ကြက်နဲ့တိုးတိုးတုတ်မဲ့ဖြီးပါ passport visa hotel booking နဲ့အပြန်လက်မှတ်တွေကိုလက်လန်းတမီမှာအဆင့်သင်ထားပါငွေသားမြောက်များဒါမှမဟုတ်တန်ဖိုးကြီးပစ္စည်းတွေပါလာရင်မှန်မှန်ကန်ကန်တကယ်လဲပြောပြဖို့လိုအပ်ပါတယ်ဒီဗီဒီယိုကအကျိုးရှိတဲ့ဆိုရင် like and share လုပ်ခဲ့ပေးပါနောက်ထပ်လည်းအကျိုးရှိတဲ့အကြောင်းအရာတွေကိုမလွတ်တမ်းကြည့်နိုင်ဖို့ YouTube channel ကို subscribe လုပ်ထားပြီး notification ခေါင်းလောင်းကိုနှိပ်ထားပေးပါဦး See you next video